အားလုံးပဲမင်္ဂလာပါနေရင်ချော channel လေးကနေကြိုဆိုပါရစေဒီနေ့ချောတို့အိမ်မှာပေါ့နော်မိသားစုလေးချောတီလာရှင်ဝတ်တုံးကလင်းမနောဟရတီလာရှင်စာတင်လိုက်ကဓမ္မစရိယဆရာတော်ဆရာကြီးပေါ့နော်အဲ့ဒါကိုချောတို့အိမ်မှာပင့်ဖိတ်ပြီးတော့နေစွန်းဆက်ကပ်ဖို့နေ့လည်စာအစွန်းကပ်ဖို့ပင့်ဖိတ်ထားတာဖြစ်ပါတယ်ဒါချောပြင်ဆင်ထားတာလေးပေါ့နော်ဖရာကန်ဒီမှာပန်းတွေလဲပြီးတော့စွန်းတွေကတ်ထားတာလေးတွေကိုပြတာပါပြီးလို့ရှိရင်ချောဆရာကြီးကိုနေစွန်းကပ်ဖို့ပြင်ဆင်ထားတာလေးတွေကိုပြန်လဲမျှဝေတာဖြစ်ပါတယ်ချောရဲ့အလှူဒါနလေးတွေကိုလည်းအပေါင်းအသင်းတွေမြင်ပြီးတာရုခေါ်နိုင်အောင်လို့ဗီဒီယိုလေးကိုမှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်ချောခုရိုက်ပြထားတာဟာလေးတွေကကြတော့နေစွန်းဆရာကြီးကိုစက္ကပ်မဲ့ချောကိုယ်တိုင်ပြင်ဆင်ထားတဲ့စွန်းဟင်းနဲ့အချိုပွဲလေးတွေပါအခုပြတဲ့ဟာလေးကတော့ငါတက်လောက်ပေါင်းလေးပါနော်ဒီဘက်ကကြတော့ပစွန်တုပ်လေးပါငပြားရီကြောပြောင်းမှုလေးကိုဘလို့ပြောင်းနေတခြားပြောင်းလေးနဲ့2မျိုးရောကြော်ထားတာပါငချင်တုပ်ကလေးပါဒါကတော့ကြက်ရိုးနဲ့ကြက်အသားနဲ့ရောပြုတ်ပြီးတော့ကြာဆန်နဲ့ပဲကြာဆန်နဲ့ကြောက်ဖြုံလေးနဲ့ဟင်းကားလေးချက်ထားတာပါဝတ်သားဆက်လေးချက်ထားပါတယ်ငါတလဲတို့ပူပူကျွတ်ကျွတ်ကလေးခုမှကြော်ထားတာပါငါဖဲလေးကိုကြော်ပြီးတော့ကြက်သွန်နီလေးနဲ့ပြန်ပြီးတော့နှက်ထားတာပါဟိုဘက်ကကြတော့တိုးစရာအစုံပေါ့နော်တိုးစရာအစုံတင်းဝက်ကြော်လေးရယ်ခန်းကျွတ်သီးလေးတွေရယ်ရုံးပရိသီးလေးပြုတ်ပြီးတော့တခွားသီးလေးနဲ့ရှောက်ရွက်ကလေးနဲ့ပါအဆင်ပြေမယ်ထင်တာလေးတွေလောက်ထားတာပေါ့နော်အချိုပွဲလေးကတော့စပစ်သီးနဲ့ဘတာကိတ်လေးတွေနဲ့အသီးလေးတွေကတော့တဲသီးလေးတွေပါမယ်ပြီးတော့တဲသီးလေးတွေနဲ့တီဟိုစီးမုတ်ကလေးပေါ့နော်တီဟိုစီးနဲ့ခြေရူးနဲ့ကဝယ်တဲ့မုတ်လေးရမ်းစားကောင်းတဲ့အဲ့မုတ်လေးကလည်းတင်မောသီးလေးတွေပါမယ်လက်ဖက်ပေးတာရွှေကြလက်ဖက်လေးနဲ့ဒီဘက်ကကြတော့ငကမောက်သီးလေးတွေပါချောကတော့ပြည့်စုံမဲ့ထင်လို့ပေါ့နော်ကောင်းကောင်းလေးတော့စီစဉ်ထားတာပါပဲဆရာကြီးတော့သုံးဆောင်လို့ကောင်းမယ်တော့ထင်တာပါချောလက်ရတိချလုတ်ပြီးထားတဲ့ဟာလေးတွေပါချောရဲ့အလှလေးကိုကြည့်ပြီးတော့တာရုခေါ်နိုင်အောင်လို့ဒီဗီဒီယိုလေးကိုရိုက်ပြထားခြင်းဖြစ်ပါတယ်သမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသမန္တာသဂဝါလိတုအတရာကိစ္ဆန္တုဒေဝတာတတ္တမံမုနိရာဇတ္တသူနန္တုတရမောက္ခရဓမ္မသဝနာကာလောအယံဗရန္တာဓမ္မသဝနာကာလောအယံဗရန္တာဓမ္မသဝနာကာလောအယံဗရန္တာနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဇိတန္တာတန္တာစိတ်တာတိတရဏတရဏဣထလောကံတတိဝါဘုမာဘုမာသတိဝါဂုဏကနာကဟနာဗျာဝတတပ္ပကာလေဣတိအာယန္တုဒေဝါဝရကနကမယီမေရုရာဇီဝတံတောတံတောတံတောတာဟိတောမုနိဝရဝရများနှင့်လောအားလူရှင်အားလုံးပင်ကြည်လင်အေးမြကြပါစေအလူရှင်များအကျိုးဆောင်များနှင့်လောအားလူရှင်အားလုံးပင်ကြည်လင်အေးမြကြပါစေအလူရှင်များအကျိုးဆောင်များနှင့်လောအားလူရှင်အားလုံးပင်ကြည်လင်အေးမြကြပါစေဤသည့်စာဝေအမေမေကိုမြူရဲ့မှန်ကြွားလှပရေစေကြည်ဖြူခြင်းမှာမသုံးပါဘူးလေးပြရဆောင်ဤကိုကောင်းသည်ရှေးအောင်ဒီလျက်အသက်မြတ်တမ်းမမောပညာဖရာသာသနာကျင့်နေဖျားဘူးကျင့်မနိုင်စေဘ
ဝေဒနာဟောင်းသေးမဖြစ်စေရရာပိုင်းများသေးခတ်သိမ်းပြေကိုမဖြစ်လေအောင်ချမ်းမြေ့အောင်သုံးဆောင်မိဝဲပါတည်း